တောက်ဖြစ်နေတဲ့ coffee တစ်ခုအကြောင်းကိုတသက်ချစ်တဲ့သူလေးတွေကိုမျှဝေပေးချင်ပါတယ်ရှင်။အဲဒီ coffee brand လေးကတော့ IB Coffee လေးပဲဖြစ်ပါတယ်။ IB Coffee ကိုတသက်မနက်စောစောရှူတင်မသွားခင်ပဲဖြစ်ဖြစ်ရှူတင်မှာပဲဖြစ်ဖြစ်ပုံမှန်လေးတောက်ဖြစ်တယ်လေ။ဘာလို့လဲဆိုတော့ IB Coffee ကအဆီကျ coffee ဖြစ်တာကြောင့်တစ်နေ့တစ်ခွက်ပုံမှန်တောက်ပေးရုံနဲ့ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့အဆီပိုတွေကိုလျှော့ချပေးနိုင်လို့ပဲဖြစ်ပါတယ်။ IB Coffee မှာ carnitine ပါလို့1 bite အစီတွေကို short ချပေးပြီးတော့ bite ချက်စေရလေ carnitine ကအစီကျစေတဲ့ supplement တွေထဲမှာမပါမဖြစ်ဓာတ်တစ်မျိုးဖြစ်ပါတယ်ပြီးတော့ fiber ပါဝင်လို့1မှန်စေတယ်1ပြတ်တာ bite နာတာမျိုးမဟုတ်ဘဲနဲ့ပုံမှန်1သွားစေတာပေါ့နော်IB Coffee က sugar free ဖြစ်ပြီးမျက်နှာဝရတဲ့တဘာဝအချိုဓာတ်ကိုပဲအသုံးပြုပေးထားတာကြောင့်ကျန်းမာရေးနဲ့လည်းညီညွတ်တယ်လေပဇွန်အခွန်ကနေပြီးတော့ရတဲ့ ketosan ပါဝင်လို့စားလိုက်တဲ့အစားအစာကနေပြီးတော့ခန္ဓာကိုယ်ရဲ့အဆီစုပ်ယူမှုကိုလျှော့ချပေးပါတယ်။တသက်အကြိုက်ဆုံးချက်ကတော့ IB Coffee က chromium picolinate ပါဝင်လို့အစားစားခြင်းစိတ်ကိုထိန်းပေးနိုင်တာပါပဲ။တနေ့တာအတွက်လိုအပ်တဲ့ပမာဏအပြင်ပိုမစားပြီးတော့အဆီတက်မှလည်းသိပ်ပြီးတော့စိတ်မပူရတော့ဘူးပေါ့နော်။အဆီကျရဲဆိုလို့အသားရည်တွဲကျသွားမှလည်းလုံးဝမပူနဲ့နော်။ Q10 ပါဝင်လို့အသားရည်တွဲမကျဘဲနဲ့ကြစ်လစ်စေရပြီးတော့ Arabica coffee စစ်နဲ့ထုတ်လုပ်ထားလို့အနံ့ရတာပြည့်စုံပြီးတော့တောက်ရတာအရန်လွယ်ကူစေရပေါ့အပူအေးနဲ့လည်းစိတ်ကြိုက်ဖြောတောက်လို့ရတာကြောင့်တသက်လို့ခီးမကြခဏသွားတဲ့သူတွေရိုက်ကွင်းနေကြောင်းလေ့ကျင့်ခန်းလုပ်ဖို့အချိန်မရတဲ့သူတွေအရန်ကိုအဆင်ပြေတဲ့ coffee တစ်မျိုးပါပဲနော်အစားအစာမစားခင်မိနစ်30ကြိုတောက်လို့ရတယ်လို့အစားစားပြီးနိုင်ဝက်အကြာမှလည်းတောက်လို့ရပါတယ်ရှင်IB Coffee က FDA နဲ့ Halal အာမခံချက်ရထားပြီးသားလူတိုင်းတောက်သုံးနိုင်တာဖြစ်တဲ့အတွက်တဲတဲလို body လေးလိုပဲ IB Coffee ကိုတစ်နေ့တစ်ခွက်တောက်သုံးပြီးတော့ချစ်လစ်လှပတဲ့ body လေးတစ်ခုကိုပိုင်ဆိုင်လိုက်ပါနော်အခုပဲစမ်းတောက်လိုက်ပါ